TV ပရိသတ်များမင်္ဂလာပါရှင်။မနေ့ကစက်တင်ဘာလ10ရက်နေ့ကလူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာရေပန်းစားခဲ့တဲ့အကြောင်းအရာတွေကို70 TV ရဲ့ Facebook တခွင်ကဏ္ဍကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုအနေနဲ့ရန်ကုန်မြို့မှာကား9စီးဆင်းတိုက်မိခဲ့တဲ့အကြောင်းအရာကိုရန်ကုန် Traffic Police စာမျက်နှာကနေဖော်ပြခဲ့ရာကနေ Facebook သုံးစွဲသူတွေကြားမှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။10ရက်9လ2016ရက်နေ့မနက်8:50မိနစ်အချိန်ခန့်ပဇွန်တောင်မြို့နယ်မဟာဗန္ဓုလလမ်းနှင့်ဘူတထောင်ဖျားလမ်းဆောင်မီးပွိုင်အနီးမှာရင်အားမစင်မကျင်မောင်းနေရမှာရင်9စီးဆင်းတိုက်မှုဖြစ်ပွားခဲ့ပါသည်ဆိုပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့တူဓာတ်ပုံလေးနဲ့တကွာဖော်ပြခဲ့ရာကနေဒီလိုရင်ကိုမစင်မကျင်မောင်းနေသူတွေအကြောင်းကို Facebook သုံးစွဲသူတွေကမှတ်ချက်တွေအမျိုးမျိုးပေးခဲ့ကြတာလည်းတွေ့ရပါတယ်။ခရီးသည်တင်မီနီဘတ်အပါအဝင်အိမ်စီးကားငယ်လေးတွေဆင်းတိုက်ထားတဲ့ဓာတ်ပုံတွေကိုဖော်ပြခဲ့ရာကနေတိုက်မိပြီးကိုအပြစ်ကိုမခံရဲတာဝန်မယူဘဲထွက်ပြေးတဲ့ driver spare တွေကိုပြည်သူလူထုကဝိုင်းဝန်းချုပ်နှောင်ရိုက်ချိုးပစ်ခတ်ဖမ်းဆီးအရေးယူပိုင်ခွင့်ရှိတယ်လို့ဥပဒေထုတ်ပေးရတော့မလို့ဆိုပြီးတော့လဲ Facebook သုံးစွဲသူတို့ကမှတ်ချက်ပြုထားတာတွေ့ရပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့ iPhone 7 နဲ့ 7 Plus ကို Apple ကနေတရားဝင်မိတ်ဆက်လိုက်ရာကနေ Facebook သုံးစွဲသူတွေကြားမှာပြန့်နှံ့လာခဲ့ပါတယ်။ iPhone 7 နဲ့ 7 Plus ကိုမနေ့ညက Apple ကတရားဝင်မိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်။ Pre-order လည်းရရှိနေပါပြီ။ 32GB, 128GB, 256GB ဘာရှင်း3မျိုးကို model 2ခုစလုံးမှာထွက်ရှိပါတယ်။ဒါကြောင့် iPhone 7 ဈေးအနေနဲ့649 USD, 949 USD နဲ့ 849 USD ဆိုပြီးတော့အသီးသီးရှိပါတယ်။ iPhone 7 Plus ဆိုရင်တော့969, 869, 969ဆိုပြီးတော့ရှိပါတယ်။ဒါပေမဲ့US နဲ့ဥရောပနိုင်ငံတော်တော်များများမှာ iPhone 7 Plus မှာ 32GB ဘာရှင်းမတွေ့ရဘဲ 128GB တွေပဲကယ်ရီရာတွေကရောင်းချတာကြောင့်869ကနေစတဲ့ဈေးများကိုသာမြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာပြည်မှာဆိုရင် iPhone 7 ဝယ်သုံးဖို့အတွက်အနည်းဆုံး8သိန်းခွဲကနေစနိုင်ပြီး iPhone 7 Plus ဆိုရင်တော့10သိန်းလောက်ကနေစနိုင်ပါတယ်လို့ရိုးရာလေး Facebook စာမျက်နှာကနေဖော်ပြထားတာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ဖော်ပြချက်ကို Facebook သုံးစွဲသူတွေကအမျိုးမျိုးမှတ်ချက်ပြုဝေဖန်ခဲ့ကြပြီးဈေးနှုန်းကြီးမြင့်စွာနဲ့ရောင်းချမယ် iPhone 7 လို့လည်းဝေဖန်ခဲ့ကြတာတွေ့ရပါတယ်။လူဆိုတာမဖြစ်နိုင်တာကိုမှန်းရင်ကိုယ်ပဲစိတ်ပင်ပန်းပါတယ်။ရှိတာလေးကိုဖြည့်သိမ့်ပါလို့ဆိုပြီးတော့လည်း Facebook သုံးစွဲသူတို့ကမှတ်ချက်ပြုထားတာတွေ့ရပါတယ်။ဒီနေ့အတွက် Facebook တခွင်ကဏ္ဍကတော့ဒီလောက်ပါပဲ။70 TV ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။